Simba Samba နော်ကျောင်းတို့ကလည်း Simba Samba ကဲဟုတ်ပြီနမလေးတွေရပြီလားရပါပြီဒါဆိုရင်ဆက်ပါပါလိချာမိတ်ဆက်ပေးပါမယ်လို့ဟုတ်ပါတယ်ရပါရှိဟုတ်ပြီစမခါပြောပြော